အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့အခန်းကိုကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးကျွန်တော်ခန်းနံပါတ်ကတော့ဒါ606ဖြစ်ပါတယ် Ford Engineer Cabin ဖြစ်ပါတယ်ခန်းထဲကိုတကားစောက်ဖွင့်လိုက်ပြီဆိုရင်တော့ကျွန်တော်အခုလိုပုံစံမျိုးမြင်ရမှာဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်တို့ဒါ boiler စွတ်တွေချိတ်တဲ့နေရာပေါ့နော်ဒါဘယ်အင်းကြီးမဆိုလဲချိတ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ boiler စွတ်ချိတ်တာပေါ့နော်ကျွန်တော်ကဘာလို့ဆိုတော့အခန်းထဲမှာပဲလဲလေးရှိပါတယ်ဒါတိတ်တော့ကောင်းတဲ့အကျင့်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီကျွန်တော်လောလောဆယ်တော့ဘာလို့ဆိုအခန်းထဲမှာပဲလဲပါတယ်ဘာလို့ဆိုပြီးနောက်တစ်ခုတွေ့ရမှာတော့ဒီ extension alarm panel ပဲဖြစ်ပါတယ်ဒီ extension alarm panel ကဘာလဲဆိုတော့ဒါအခန်းတိုင်းမှာတော့မရှိပါဘူးဒါကျွန်တော်တို့ engineer အခန်းတွေဒါ spare officer အခန်းတွေမှာရှိတတ်ပါတယ်ဒီဟာကကျွန်တော်တို့ engine ခန်းက UMS duty တင်တဲ့ခါကျရင်ဒါကျွန်တော်တို့ဒီမှာဘယ်အခန်းကနေပြီးတော့ duty ယူထားလဲဆိုတဲ့ဟာကိုဒီမှာပြပါတယ်ပြီးတော့ဒါကျွန်တော်တို့ဒါနှစ်မျိုးရှိရပေါ့နော် Wheel House နဲ့ Harbor ဆိုပြီးနှစ်မျိုးရှိပါတယ်ဒါ Wheel House ကတော့ဒါ bridge ကပါဒါတင်မောစီးရဲသွားနေတဲ့အချိန်မှာ duty ယူထားတာဖြစ်ပါတယ်တကယ်လို့ second တက်ထားတဲ့အချိန်မှာဆိုရင်တော့ဒါ Harbor ဘုတ်မှာပြောင်းထားပြီးတော့ duty ယူရမှာဖြစ်ပါတယ်ဒါကတော့ဒီတင်မော design တစ်စီးမှာဒီ extension alarm panel ကဒါ design ကွဲပြားနိုင်ပါတယ်ဒါကျွန်တော်တို့တင်မောမှာရှိတဲ့ extension panel ပေါ့ဒါပြောရရင်တော့ဒီ extension alarm panel ကဒါကျွန်တော်ပြီးခဲ့တဲ့တင်မောတစ်စီးပေါ့နော်ကိုရီးယားစောက်တင်မောအစ်စ်မှာလည်းဒီ extension alarm panel ပဲသုံးထားတာဖြစ်ပါတယ်သူကကြည့်လိုက်ရင်တော့ touch screen ပုံစံမျိုးကြီးပါ touch screen ပုံစံမျိုးကြီးဆိုပေမဲ့တိတ်တော့အသုံးတော့မဝင်ပါဘူးကျွန်တော်တို့ဒီ Cronspec ကထုတ်တဲ့ extension alarm panel တွေဆိုရင်ဒါကျွန်တော်တို့ temperature တွေ pressure တွေကိုကျွန်တော်တို့ code number တွေရိုက်ပြီးကြည့်လို့ရတယ်ဒါပေမဲ့ဒီဟာကတော့ကျွန်တော်တို့ဒါဘယ်အလန်းလာနေရလဲဆိုတာကိုပဲပြပါတယ်ဒါကြောင့်ဒါတစ်ခါတလေကြာရင်ဒီအလန်းကဘယ်အလန်းလာနေတယ်ဆိုတာတော့သူမပြပါဘူးဘယ်အလန်းလာနေတယ်ဆိုတဲ့ဟာကိုတော့သူအဆုံးထိပြလို့မရပါဘူးဒီမှာကျွန်တော်တို့ဒီစက်လုံးကအရန်ရှည်သွားရင်ဒီနားမှာကုန်သွားပါတယ်ကျွန်တော်ကတော့ဒါပြောရရင်တော့အရန်ကြီးတော့မကြိုက်ပါဘူးโอเคကျွန်တော်ဒီမှာကတော့ဒါကျွန်တော်မီးခလုတ်တွေဖြစ်ပါတယ်ဒါမီးခလုတ်ကတော့ကျွန်တော်မှာတစ်ခုနှစ်ခုရှိရပေါ့ဒီတစ်ခုကတော့ဒါကျွန်တော်တို့ဒီအခန်းထဲကမီးချောင်းပဲဒါပိတ်တဲ့ဖွင့်တဲ့ခလုတ်ဖြစ်ပါတယ်ဒီကောင်တော့ switch for wall light ဆိုတဲ့ဟာလေးကတော့ဒါဒီကျွန်တော်ဒီနားဟိုစာကြည့်မီးလို့ဘာလို့ဟာလေးကိုစားကြည့်မီးတော့မဟုတ်ဘူးပေါ့ဗျာဒီညအိမ်မီးလို့ဘာလို့ဟာမျိုးလေးကိုဖွင့်ပိတ်တဲ့ခလုတ်ဖြစ်ပါတယ်ဒါဘေးနားဟာတော့ဒါ heater ပေါ့ကျွန်တော်တို့ဒီတကယ်လို့ကျွန်တော်တို့ heater ဖွင့်ပေးထားရဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ temperature ကိုဖွင့်လိုက်ရင်ဒီမှာ heater ကဒီ thermostat နဲ့လဲပါပြီးတော့ကျွန်တော်တို့ဒီ air fan heater အလုပ်လုပ်ပြီးတော့အပူလွတ်ပေးပါတယ်ကျွန်တော်အနေနဲ့ဒီတရုတ်ဆောက်တင်မောတက်လဲစီးဘူးတယ်ကိုရီးယားဆောက်တင်မောအတက်ကတော့ဒါပုံစံတူနှစ်မျိုးပေါ့နော်နှစ်မျိုးစီးဘူးတယ်အဲ့ဒီမှာဒီတရုတ်ဆောက်တင်မောမှာကျတော့ဒီမီးတွေကပုံများတယ်မီးချောင်းတွေကအခန်းထဲမှာပုံများတယ်ပြီးတော့ဘယ်လိုလဲဆိုတော့ hotel ခန်းလို့ပေါ့ဒီကျွန်တော်တို့အိတ်တဲ့ဒီနေရာလေးမှာဒီ master switch တွေပါထားပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုတကယ်လို့အိတ်ရပေါ်ရောက်ပြီးတော့မှမီးပိတ်ဖို့မီးဖွင့်ခြင်းနဲ့မီးပိတ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီအိတ်ရကနေလမ်းပိတ်လို့ရတယ်ပေါ့အဲ့ဒါလေးကတော့မိုက်တယ်ဒီကိုရီးယားတင်မောရိုးရှင်းနေပဲအခန်းဝင်သွားမှာကျွန်တော်တို့ဒီမီခလုတ်ထားပေးထားတယ်မီခလုတ်ဖွင့်မယ်ပိတ်မယ်ဒါပဲဒီလိုမီခလုတ်ပိတ်ဖို့မိခင်လည်းအေးအားထားပြီးတော့ပြန်ပေးရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဝေးဗီဒီယိုဖြစ်ပါတယ်ကျွန်တော်တို့အဝေးဗီဒီယိုကတော့ဒီရိုးရှင်းပဲကျွန်တော်တို့အဝေးဗီဒီယိုကဒါတင်မော်တိုင်းမှာလည်းတော်တော်များများတူကြပါတယ်ဒီအဝေးဗီဒီယိုရဲ့အောက်မှာဒါ immersion ဆုရှိမယ်ဒါကတော့ကျွန်တော်အဝေးတွေထားတဲ့အကန့်တွေရှိမယ်ဒါပါပဲဒါတင်မော်တော်တော်များများတော့ဒီအတိုင်းပါပဲတူကြပါတယ်ပြီးတော့ကျွန်တော်ဒီမှာဗီဒီယိုလေးရှိမယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့အားလုံးချော်တို့ဘာတို့ညာတို့တင်ထားတာပေါ့နော်ပြီးကျွန်တော်ဒီမှာပစ္စည်းလေးအချို့တင်ထားပါတယ်ဒါကတော့ကျွန်တော်မော်နီတာရဲ့ရန်ကုန်ကနေတည်လာတာပေါ့နော်ဒီသမောမှာတယောက်တည်းဆိုတော့ပြင်းနေမှာပဲဆိုတော့ကိုယ့်ကိုသိလို့တည်တာဖြစ်ပါတယ်ဂိမ်းနေပါလေဆော်လို့ရတာပေါ့မော်နီတာကကျွန်တော်ဒါတည်လာ28လမှာပေါ့နော်28လမှာကိုကျွန်တော်အိမ်ထဲအောင်ဆန့်အောင်တည်လို့ရပါတယ်ဒါပေမဲ့မော်နီတာတည်တဲ့ခါမှာဒါ package ဘယ်လိုတည်မလဲဆိုတော့ဒါသူ့ရဲ့ original ပါတဲ့ port ကျွန်တော်တော့ညှက်ပြီးတော့တီချာပေါက်ဒီအနားတွေက
ကွက်တီဖြစ်နေအောင်ထည့်ပြီးတည်ပါတယ်ကျွန်တော်အဝတ်တွေပိုင်းနေတော့မအုပ်ပါဘူးလုံးဝဒီသူ့ရဲ့ original ပါတဲ့ဖုန်းနဲ့ပဲ package ထဲကိုထည့်ပြီးတော့ monitor ကိုတရားဖြစ်ပါတယ်လုံးဝမကွဲပါဘူးအဲ့ဒီနေရာသူကဒီမှာပြီးတော့ဒါအားသွင်းလို့ရတဲ့ socket ဒါ၄ခုပဲရှိမယ်ပြောရရင်တော့တော်တော်နည်းတယ်ဗျဒီကိုရီးယားစောက်သင်းမောတွေကအသက်တွေကနောက်ပိုင်းမှာဒီ socket တွေကိုဘာလို့၄ခုလောက်ပဲထားပြီးလဲမသိဘူးကျွန်တော်တို့အဲ့ရမှာတော့မရှိတော့ဒီဂရင်ဘေးမှာလည်းကျွန်တော်တို့ socket မရှိတော့ဘူးကျွန်တော်ဂရင်ဘေးမှာဒီစာကြည့်မီလေးပေါ့နော်ညာအိမ်မီစာကြည့်မီလေးရှိမယ်သူ့ရဲ့အောက်မှာကျွန်တော် USB Type C နဲ့ USB ကိုတစ်ပေါက်အသွင်းလို့ရတဲ့ကြိုးလေးရှိမယ်အဲ့ပါပဲပြီးတော့ကျွန်တော်တို့ဒီမှာ Android ရှိမယ် Android မှာတော့စုံစီနေရတယ်ဗျာထည့်ထားမှမသိဘူးရှိမယ်ပြီးတော့ကျွန်တော်တို့ဒီမှာရေခဲတက်တာပေါ့ရေခဲတက်တာတော့ဘာမှတော့မရှိဘူးဒီသင်္ဘောကကျွန်တော်လုံးဝရေခဲတက်တာဘာမှမထည့်ထားရသေးဘူးဥတိပြီးတော့ကျွန်တော်ဒီမှာ TV ရှိမယ်ဒီမှာဒါ sofa ပေါ့နော်ကျွန်တော်တို့ဒါ sofa ရှိမယ်ပြီးရင်ကျွန်တော်စပွဲလေးနှလုံးရှိမယ်ပြီးဒါကျွန်တော်ရန်ကုန်ကနေကျွန်တော်ကိုတယောက်လက်ဆောင်ပေးထားတဲ့လေးမြန်ရုပ်လေးပါအားလေးရှိမယ်ပြီးတော့ဒီပန်းအိုးလေးရှိပါမယ်ပန်းအိုးကတော့အစ်စ်တော့မဟုတ်ဘူးပန်းတွေကတော့အတူလေးပန်းဟိုပေါ့အပင်ပေါ့နော်အပင်တွေကတော့အတူလေးအလှပြီးရင်ကျွန်တော်ရဲ့ line box ကပေါက်တဲ့ hero no လေးရှိမယ်ဒီနောက်ပိုင်းကိုရီးယားတင်မောတွေမှာအဲ့လိုမျိုး wallpaper တွေထားပြီးတယ်ကျွန်တော်မြင်ဘူးတဲ့ wallpaper ပုံစံနှစ်မျိုးရှိတယ်ဒါမြက်ထဲရောက်နေတာပေါ့ကျွန်တော်နော်ပြီးခဲ့တဲ့တင်မောကကျွန်တော်မြက်ထဲရောက်နေတာချို့အခန်းတွေမှာကျတော့ပင်လေကြီးပေါ့ပင်လေလားကောင်းကင်လားမသိအဲ့လိုပုံစံမျိုးကြီးပေါ့နော်ဒီမှာတော့ရိုးရိုးရှင်းရှင်းပဲဒါတော့အင်္ဂါနဲ့ရေချိုးကန်ပါကျွန်တော်တို့အင်္ဂါတော့ vacuum toilet ဖြစ်ပါတယ်vacuum toilet ဆိုတော့မြင်အောင်ပြောရင်လင်ဘောက toilet လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီဆောက်တဲ့စနစ်နဲ့လုပ်တဲ့ toilet ဖြစ်ပါတယ်ကျွန်တော်ခုနကပြောခဲ့တဲ့ဒီတရုတ်ဆောက်တင်မောမှာပါတယ်လို့ကိုရီးယားဆောက်တင်မောမှာမပါဘူးလို့ဆိုတာလည်းတကယ်တော့ဆိုင်တော့မဆိုင်ဘူးပဲဒါဘာဖြစ်လို့လဲဆိုတော့ဒီတင်မောတစ်စီးရဲ့အခန်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံအခန်းထဲမှာပါတဲ့ဒီ feature တွေဆိုတာဒါဒီတင်မောကုမ္ပဏီရဲ့ဒါဒီတင်မောချင်းကိုအပ်တဲ့အခါကျရင်ဘယ်လို feature တွေပါမယ်ဘယ်လိုမျိုး accommodation standard တွေပါမယ်ဆိုတဲ့ဟာကိုတို့ရွေးချယ်ပြီးတော့တိဆောက်တာဖြစ်ပါတယ်ဒါကြောင့်ဒါပြောရရင်တော့တရုတ်ဆောက်တင်မောတို့ကိုရီးယားဆောက်တင်မောတို့ဆိုတာ ਨੇ ဒီအခန်းတွေကအကုန်လုံးတပုံစံနဲ့ဖြစ်နေမှာမဟုတ်ပါဘူးဒါတင်မောကုမ္ပဏီနဲ့ပဲဆိုင်ပါတယ်ဒါတင်မောကုမ္ပဏီကနေတို့ဝယ်ယူထားတဲ့ design အရဒါကွဲပြားနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တာပါ